ကဲဒီနေ့ဦးဇင်းရဲ့ဒုတိယနေ့နှစ်ကြိမ်မြောက်ဓမ္မသဘင်မှာရောက်ရှိလာကြကုန်သောစင်ကူနိုင်ငံရှိနေကြတဲ့ဓမ္မမိတ်ဆွေဆွေဟောင်းမျိုးဟောင်းမင်းဟောင်းဖားဟောင်းညီကောင်မောင်နှမဟောင်းဓမ္မပရိသတ်ပေါင်းသူတော်ကောင်းတို့အားဒီကနေ့ဦးဇင်းဟောကြားမိတရားကကျောင်းတော်ကကြီးအနာတပိန်ကိုဂုဏ်ပြုတဲ့အနေနဲ့တရားတစ်ပုဒ်ဟောကြားပေးမယ်ဦးဇင်းတို့ဗုဒ္ဓမြတ်စွာသာသနာတော်တွင်မှာပြည့်စုံဥစ္စာကလေးပေါင်းများစွာစွန့်လူပြီးတော့သာသနာကိုချီးမြှောက်ခဲ့တဲ့ကျေးဇူးအများဆုံးကျောင်းတော်ကကြီးဗုဒ္ဓလက်ထက်ကကျောင်းပေါင်းများစွာရှိတဲ့အထက်ကမြတ်စွာဘုရား24နှစ်တိုင်တိုင်30တဲ့တရင်သုံးတော်မူခဲ့တဲ့စေတဝန်ကျောင်းတော်19ဝါမြောက်ဝါကတော်မူခဲ့တဲ့ကျောင်းတော်စုစုပေါင်းဘုရားရှင်25ဝါတိုင်တိုင်တရင်သုံးတော်မူခဲ့သောစေတဝန်ကျောင်းတော်ကကြီးအနာတပင်ရဲ့ကျေးဇူးတရားတွေကိုထောက်ထားပြီးတော့ဒီကနေ့ရောက်ရှိလာသောဓမ္မပရိသတ်ပေါင်းသူတော်ကောင်းတို့အားအနာတပင်ကျောင်းတော်ကကြီးနဲ့စပြီးတော့တရားတစ်ပုဒ်ဟောမယ်အနာတပင်ကျောင်းတော်ကကြီးကအသက်89နှစ်ဘုရားရှင်လေး89နှစ်အရွယ်လောက်မှာအနာတပင်ကျောင်းတော်ကကြီးလူလောကကိုစွန့်ခွာသွားဒီကနေ့အနာတပင်ကျောင်းတော်ကကြီးဟာတုတိတာနတ်ပြည်မှာရှိတယ်လူဘဝကိုစွန့်ခွာသည့်အချိန်ကာလမှာအနာတပင်ကျောင်းတော်ကကြီးကဥဇ္ဇံတော်ဗုဒ္ဓမြတ်စွာသာသနာတွင်မှာပညာဧည့်တဲ့ရှင်သာရိပုတ္တရာကိုလျှောက်တော်ခဲ့တဲ့စကားတစ်ခွန်းရှိတယ်အရှင်ဘုရားသာရိပုတ္တရာတပည့်တော်လိုလူဝတ်ကြောင့်ပုဂ္ဂိုလ်ဒီကိုအရှင်ဘုရားတို့ကအထင်မသေးပါနဲ့မျက်ဝတ်တင်နဲ့တွေ့မြင်နေရဟောဒီလောကကြီးထဲမှာပညာမျက်စိဝဲကိလေသာမျိုးမှုနေပါကြကုန်သောမဲ့ညာဖောညာရပိုင်ခွင့်ရှိကြကုန်သောပါရမီတက်ခံအားကောင်းလာကြကုန်သောတရားဓမ္မတွေဟာလောကကြီးမှာအများကြီးရှိပါတယ်ဗျာဒီတရားဓမ္မတွေဟာရှင်ဘုရားတော်ဓမ္မတပည့်တော်အခုသေခါနိအရှင်ကာလနာကြလက်ရသောတရားဒေသနာမျိုးကိုသာမနာခဲ့ရဘူးဆိုလို့ရှိရင်သူတို့ရပိုင်ခွင့်ရှိသောမဲ့ညာဖောညာနိဗ္ဗာန်လို့ဆိုတဲ့ကိုယ်တန်သောလောကုတ္တရာတရားမှဆုံးရှုံးနိုင်နာကြလိမ့်မယ်ဒါကြောင့်အရှင်ဘုရားတို့ပေနေရာပဲရောက်တဲ့နေရာမှာတပည့်တော်သေခါနိအရှင်ကာလနောက်ဆုံးနာကြခဲ့ရသောဟောဒီတရားကိုတို့တနေရာမှာတစ်ကြိမ်လောက်တော့ဟောကြားပေးပါလို့အနာတော်ကျောင်းတော်ကကြီးကလူဘဝစွန့်ခါနိသေခါနိအရှင်ကိုရှင်သာရိပုတ္တရာကိုလျှောက်ထားတယ်သာသနာတော်ပေါ်မှာကျေးဇူးများလာပါတယ်ဆိုတဲ့ကျောင်းတော်ကကြီးအနာတော်ရဲ့ကျေးဇူးတရားတော်ထောက်ထားပြီးတော့ဒီကနေ့ဓမ္မသဘင်မှာအနာတော်ကိုအကြောင်းပြုပြီးတော့ဟောကြားအပ်သောအာနာတာပိန္တိကောဝါဒသုတ်တံကိုဦးဇင်းတနာကြီးကြိုကြိုနဲ့ဟောရမှာတကယ်ဟောမယ်ဆိုရင်ပုံမှန်ဟောရင်၄နိုင်မှပြီးတဲ့တရားเนาะဒါမှတနာကြီးနဲ့အကျဉ်းချုပ်ပြီးဟောမယ်အိန္ဒိယဦးဇင်း12ခေါက်ရှိသွားပြီတစ်နှစ်တစ်ခေါက်ပုံစံမျိုးနဲ့သွားတယ်စေတဝန်ကျောင်းရောက်တိုင်းအနာတော်ကျောင်းတိုင်းကကြီးရဲ့ကျေးဇူးများပုံမြတ်စွာဘုရားရဲ့အနာတော်ကျောင်းတိုင်းကကြီးပုံမှာရှိမြောက်ပုံလေးတွေကိုတသအောင်မေးပြီးတော့ဇေရဝံကျောင်းတော်ထေးမှာကိုပဲမြတ်စွာဘုရားဟောကြားတဲ့သုတ်တံပုံ1000ကျော်ရှိတယ်เนาะအဲ့ဒီ1000ကျော်သုတ်တံထေးကမင်္ဂလာသုတ်လောက်ပဲလူတွေတော်တော်များများသိကြတယ်ကျန်တဲ့သုတ်တံတွေကိုမသိဘူးဒီကနေ့ဥစဉ်ဟောမှာကအနာတော်ကျောင်းတိုင်းကကြီးလူပြေလောကကိုစွန့်ခွာသွားခါနီနောက်ဆုံးနာကြရသောရှင်သာရိပုတ္တရာဟောခဲ့တဲ့တရားတစ်ပုဒ်ကိုဒီပရိသတ်တွေကိုတဏှာကြီးတွဲမှာဥစဉ်အကျဉ်းရှုံးပြီးတော့ဟောပါမယ်เนาะစာချဘုန်းကြီးဆိုတော့လေစာချဘုန်းကြီးတိုင်ဖို့เนาะတက္ကမကြီးကဲဒီတော့ဥစဉ်တော့တရားနာပရိသတ်တွေအရှင်ဘိုင်းနဲ့ပြန်ပြီးတော့ကြည့်မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူမီတစ်နှစ်လောလောက်ကဒီလောက်တာအနာတော်ကျောင်းတိုင်းကကြီးလေ89နှစ်ပြည့်ခါနီအရှိနာသွားရတဲ့သုတ်တံပေမှာဖြစ်ဖို့ခေလဲဆိုရတာဝတိပြည်မှာဇေရဝံကျောင်းဒီတာဝတိပြည်ရဲ့တောင်ဘက်မှာရှိတယ်ပုပ္ပယုံဝိသကကျောင်းမိုက်ဆောက်လို့တဲ့ကျောင်းကတာဝတိပြည်ရဲ့မြို့အရှိဘက်မှာရှိတယ်ဇေရဝံကျောင်းမှာမြတ်စွာဘုရားရှေ့ဘက်ဝါ20ကာလအတွင်းမှာတိုက်ခါဝနေရာဌာနသည်မမြည်ခဲ့ဘူး21ဝါကပင်စပြီးတော့44ဝါတိုင်အောင်စုစုပေါင်း24နှစ်တိုင်နဲ့တရင်သုံးခဲ့တဲ့ကျောင်းသည်ပုပ်ဇေရဝံကျောင်းတော်မြတ်စွာဘုရားနောက်ဆုံးဇေရဝံကျောင်းတော်မှာ44ဝါမြောက်တရင်သုံးနေတဲ့အရှင်ဆိုပါစို့အနာတမင်ကျောင်းတော်ကရေတန်တာမှာယောဂဝေဒနာဆွေးကြိုက်လာတယ်ဒါတွေကစပြီးတော့အာရုံပြုထားလိုက်နော်
ပါရမသင်္ကာနာတင်တဲ့ပါဠိတွေကိုပါတတ်နေဆုံးဥစဉ်ကြိုးစားပြီးတော့ရွတ်သွားပါမယ်အနေကတော့ပေးသင်ပေးထိုက်တာမှပေးမယ်နော်ဘာလို့ဆိုအရှင်ကမလောက်ဘူးတိုင်တာပြီးတော့ဟောရလို့ပါဒီတော့အဲ့ဒီအနာရမကျောင်းတိုင်ကကြီးနဲ့ပတ်သက်ပြီးတော့သေခါနိရှင်ကာလာလျှောက်ထားတောင်းပန်ခေတဲ့တရားဒေသနာတစ်ပုဒ်ကိုမဟောကြမီရှိဥစွာနော်ဓမ္မပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားနဲ့တဝဗုဒ္ဓသာဝကပုဂ္ဂိုလ်တွေကိုဥစဉ်တို့အာယုံယူပြီးတော့ဂုဏ်တို့ထုံမှန်းပြီးတော့ရှိကိုလိုက်ရအောင်ယောဇိနောနေကဇာတိယံသပုဒ္ဓဒါရမေကဇီဝိတံပိဘောဓိပေမတောအလကမာနသောအတ္တတိယေဝအဋ္ဌိကတ္တာဒါနပါရမိတရောပရံအဘူရိတိလပါရမာရိကံပိဒါသမိတ်တိယောပယဓမ္မကတံတမေကအဓိပကနမမယောဇိနောငါးပါးမာညွတ်ယံဝံကိုမယွမ်းမတိတ်ရှင်သေးစိတ်ဖြင့်နဲ့နဲ့ကျင်ပါအောင်ဝိခံ၍အောင်လန်းလွန်းတူအကျဉ်အောင်တို့မူဖျားရှင်ကိုရောမြတ်သည်အနေကဇာတိယ1 2 3 4ကဏရည်၍ရှင်တွေ့မလွေများကြွေလှစွာဘဝဘလေးသင်ရှင်တဲ့ကဘာတသိမ့်တို့ကာလအတွင်း၌ဘောဓိပေမာတောဘောဓိဉာဏ်ကြီးရွယ်တံပြီးသည်ထွတ်တိပိုက်တံသဗ္ဗဉာဏ်ကိုရရန်စိတ်တော်လိုလားတောင့်တတော်မူခဲ့သည်ဖြစ်၍ဝါလိုလားတောင့်တတော်မူခဲ့လေသောကြောင့်သဗ္ဗုဒ္ဓဒါရံကိုတို့ယင်သွေးအသက်ပေး၍ရှိတ်သွေးဖြာစီသိနှလုံးနဲ့ပမာမီယသည်ဇာလီကနာစိန်တို့ကဲ့သို့သောသမိသာမတ္တိဒေဝီတို့ကဲ့သို့သောဇဏိမိဖြာနှင့်တကွဖြစ်ပေထသောအင်္ဂဇီဝိတံပိမာသွေမာယီရာဇေကွင်ညီ၍ဖြိုးစီသဗ္ဗေကွင်ကားကြီးငယ်နဲ့တကွလူဝဲအမြတ်ခေါ်မတွင်ညောင်းအသက်တချောင်းကိုပင်တော်မလဲအလေကမာနာသောငါသမီးငါစနီကငါတီငါနငါကြံငန်းသည်ငါတန်ရန်ရွှေငါရွှေငွေနဲ့ငါမြေငါရာငါဥစ္စာဟုတဏမီချက်မပေးရအောင်ယမက်ပိုက်ပုံဆိုင်နှလုံးမှာစိတ်သုံးတော်မူခဲ့သည်ဖြစ်၍ဝါစိတ်သုံးတော်မူခဲ့လေသောကြောင့်အတ္တိကသာလိုရှိလရှင်းလာကသည်ယုံမြမှုအလူကံပုဂ္ဂိုလ်များတို့အားအတ္တတိယေဝသဗ္ဗညုညာရဖို့ယံဟုစိတ်တန်ရှိပြတရာရှိ၍လူပဲ့တော်မူခဲ့လေပြီဒါနပါရမီအပြားသုံးသည့်ဒါနပါရမီတော်များကို၎င်းဝါဒါနပါရမီဒါနပါရမီဒါနဥပပါရမီဒါနပရမိတ်ပါရမီဥစွာသောပါရမီတို့များအပန်းကို၎င်းတတော်ပါရံတို့ဒါနပါရမီတို့မှတမျိုးတခြားတစ်ပါးသာလျင်လည်းဖြစ်ပေရသောသီလပါရမရိကံပိသီလပါရမီနေကမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီဒိဋ္ဌာနပါရမီသစ္စာပါရမီမေတ္တာပါရမီဥပေက္ခပါရမီဥစွာသောပါရမီတို့များအပန်းကို၎င်းအာဘူရိသဗ္ဗညုညာရဖို့ရာဟုစိတ်တန်ယေစုတရာထု၍စေဖို့ဖြစ်ကြတော်မူခဲ့ရလေပြီတာသံတို့ပါရမီ10ပါးအကျေဘဝကအပြ30နှုတ်မလွယ်တော့ဤအဲ့ဒီရာတစွမ်းတဆမကြံရအောင်လောက်ငါကုန်းလုံးပြည့်စုံတော်မူခြင်းကြောင့်ဧကတံပြမနတ်လူသုံးပုံသူတွင်မြည်သူကမှမရှင်အမရှင်နံမတုအမတုနိုင်သည့်အမြတ်ခေါမှုပုဂ္ဂိုလ်တို့ဖြစ်သောဥပါယတန်စုကြည်ပွင့်စေခါတံပြီဟုပါရမီတို့နှုတ်ပန်ဆို၍ရောက်တော်မူခဲ့ရလေပြီဧကဒီပကံစမထေကမမြန်းပဲမန္တရာတကြွတမျိုးတည်းမျိုးခဲ့ပါရတဲ့လူရောနတ်ပါပြန်မှာမကျွန်းတတ်တပါခမင်းတို့၏ဝဇင်အထမီကိုရာတခုဒီသောကံကြွကြီးသဝဲလက်ဖြစ်ပေထသောတန်စီနန်းငါးပါးမာညွတ်ရာဝံကိုမရွတ်မတိတ်ခြင်းသေးစိတ်ဖြင့်နဲ့နဲ့ကျင်ပန်းအောင်ဝေခံ၍အောင်လံလွဲ့သူတော်တော်မူပြရှင်ကိုရောမြတ်ကိုမယံတရားကိုပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်လို့ဆိုကြကုန်သောထိုထိုများစွာငါခန္ဓာကိုသူငါသမုတ်အကျွမ်းတို့သည်နမမကယဝစီမတော်ရှိ၍အဲဇလီညွတ်ကျွတ်လက်စုံမိုး၍ရှိကိုဥညွတ်ကြပါကုန်၏မြတ်စွာဘုရားဧတေနသစ္စာဝိဇေနာဤသို့နှုတ်တံဘောရုပ်ပြန်၍ဟောမှန်သောဝစီပနာမသစ္စာစွာကိုပြောစောလျောက်တော်ပူဇော်ရပါလေသောကြောင့်မာရဝတရားရှိခင်စိတ်ကောင်ဝင်ကြကုန်သောသင်္ဒါယကတာယိကာမပေါင်းသူတို့ကောင်းတို့သည်ဒုက္ခိတဘေးရန်ကင်းကွာကြမ်းမှရှမ်းသာရှင်ရှိကြကုန်သည်ဘဝန္တုမုတ်ချမသွေဖြစ်ကြပါစေကုန်တည်းကဲအာနာတပိဋိကောဝါဒသုတ်တံဆိုတာမစ္စည်းမနိကေဥပရိပါဏာသပါဠိတော်မှာလာရှိတဲ့သုတ်တံတစ်ခုဒီသုတ်တံထဲမှာဗုဒ္ဓမြတ်စွာ45ဝါကာလပတ်လုံးဟောကြားတော်မူအပ်သောတရားအားထုတ်နည်းအစုံရှင်သာရိပုတ္တရာဇာတိသောဗုဒ္ဓသာကွာကြီးများ44ဝါကာလအတွင်းမှာဟောကြားအပ်သောတရားအားထုတ်ဖို့အစုံကိုအစုံလည်းအပြည့်အစုံပြဆိုထားတဲ့သုတ်တံသည်အာနာတပိဋိကောဝါဒသုတ်တံပဲ
အဲ့ဒီမှာလာတဲ့တရားစကားတွေကိုတဏှာအတွင်းမှာဥစဉ်ကျင့်ရှုပ်ပြီးတော့ဟောကြားခဲ့ပါမယ်နာရမင်းကျောင်းတိုင်ကကြီးမာသက်ခရိုက်140နဲ့9ခုလောက်အသက်89နဲ့အရွယ်ရောက်လာတော့သူ့ရဲ့ခန္ဓာကိုယ်မှာယောဂဝေဒနာဖိစီနှိပ်စက်ကြာရောက်လာတယ်ဘယ်လိုယောဂလဲဆိုရင်အာဘာတိကောဟောတိဒုက္ခိတောပါဠိလာတော့စိတ်ကိုမှွေနောက်၆၆စေတတ်သောအနာယောဂဝေဒနာကာယိကဒုက္ခကိုဆင်းဆင်းရဲရဲခံစားနေရသောယောဂဝေဒနာပြင်းပြင်းထန်ထန်မကြမ်းမမာခံစားနေရတဲ့ယောဂဝေဒနာပါဠိတော်ထဲမှာဝိသေသနာယောဂဝေဒနာ၃မျိုးပါတယ်အာဘာတိကောဒုက္ခိတောပါဠိလာတော့အနာရမင်းကျောင်းတိုင်ကကြီးရဲ့ခန္ဓာကိုယ်မှာတတ်တော်89နှစ်အရွယ်ထဲမှာကြာရောက်လာတဲ့ယောဂဝေဒနာဒီမရဏန္တိကယောဂဒီယောဂနဲ့ဧကမုရှလူဘဝကိုစွန့်ခွာရမယ်ယောဂမျိုးဖြစ်နေတော့အနာရမင်းကျောင်းတိုင်ကကြီးပြင်းပြင်းထန်ထန်ဝေဒနာခံစားနေရတယ်ခံစားနေရတော့အနိနာမှာရှိနေတဲ့သူ့ရဲ့အဖို့တယောက်ကိုခေါ်ပြီးတော့မာတယ်အေဟိတွံအာမောပုရိသယေနဘဝတေနုပသံဃာမဥပသံမိတ်တော်ဘဝတော်ပါရိတိရတာဝန္တတိဝန္တာဟိအမောင်ယောက်ျားမြတ်စွာဘုရားတရင်သုံးတော်မူတဲ့ဇေတဝန်ရွှေကျောင်းကိုရောက်အောင်သွားပါဇေတဝန်ရွှေကျောင်းရောက်တဲ့အခါမှာမြတ်စွာဘုရားထံသွားကြကြနာနာထိရှင်၅ပါးနဲ့ရှိခိုးပြီးတဲ့အခါမှာငါအခုမှားကြားလိုက်တဲ့စကားဖြင့်ငါရဲ့ကိုယ်စားလျှောက်ထားပြီးတော့ရှိခိုးစမ်းပါကွယ်အာနာထပိန္တိကောဗန္တေဂဗတိအာဘာတိကောဟောတိဒုက္ခိတောပါဠိလာနောသောဘဝတော်ပါရိတိရတာဝန္တတိဘာနေဘုံတော်ကြီးသာမြတ်စွာဘုရားအာနာထပိန္တိကောကပတိအရှင်ဖျားတို့ရဲ့ဇေတဝန်ကျောင်းတိုင်ကကြီးအနာတပိန်သည်အာဘာတိကောစိတ်ကိုမွေးနောက်၆ကျော်စေတတ်သောအနာယောဂဝေဒနာဆွေးကရင်နေပါ၏မြတ်စွာဘုရားဒုက္ခိတောကာယိကဒုက္ခကိုဆင်းဆင်းရဲခံစားရနေရပါတော့သည်မြတ်စွာဘုရားပါဠိလာနောပြင်းပြင်းထန်ထန်မကြမ်းမမာဖြစ်ရနေပါတော့သည်မြတ်စွာဘုရားသောတုသောယောဂဝေဒနာဖိစီနှိမ့်ဆက်ခံရတဲ့အရှင်ဘုရားတို့ရဲ့ကြောင်းတိုင်းကကြီးနာရပင်သည်ဘဂဝါတော်ပါတဲ့ဘုံတော်လျှောက်ပတ်တဲ့ပြရှင်ကိုရောမြတ်ဤခြေတော်ဆုံးကြာပရုံတို့ကိုတိရသာဥကောင်းရတနာမြတ်ရင်ကပြန်ဝန္တတိရှိကိုလိုက်ပါတဲ့ဘုရားရဲ့လို့မမဝစနေနာငါအခုမှားကြလိုက်တဲ့စကားပြန်ဝန္တာဟိငါရဲ့ကိုယ်စားရှိကိုလျှောက်ထားပေးစမ်းပါအနာရင်ကြောင်းတိုင်းကကြီးကသူ့အိမ်မှာရှိနေတဲ့အဖို့တရားကိုမောင်ယောက်ျားဇေတဝန်ကြောင်းသွားမြတ်စွာဘုရားထံရောက်ပြီးတော့ကြာရနာရှိခိုးပြီးတော့ငါအခုမှားကြားလိုက်တဲ့အတိုင်းပဲလျှောက်ထားပေးပါအရှင်ဘုရားတို့ရဲ့ကြောင်းတိုင်းကကြီးအနာတပညာစိတ်ကိုမွေးနောက်၆၆စေတတ်သောအနာယောဂဝေဒနာဆွေးကနေပြီမရဏတိကသေလောက်တဲ့ယောဂဖြစ်နေပါပြီအဲ့ဒီမကြမ်းမဖြစ်၍နေသောအနာတွင်ကြောင်းတိုင်ကကြီးဟာရှင်တို့ဘုရားရဲ့ခြေတော်ဆုံးကြာပရုံကိုရှိခိုးလိုက်ပါတယ်ဘုရားလို့အဲ့ဒီလိုမင်းသွား၆မြတ်စွာဘုရား၆ပြီးတော့မဲ့ပြန်မလာနဲ့အောင်ယေနာစာယသမသာရိပုတ္တယေနုပသင်္ကမဥပသင်္ကမိတ်တော်အယသမတော်သာရိပုတ္တသပါရိတိရတာဝန္တာဟိတရားဓမ္မတွေသဘောပေါက်တာဖို့လိုတယ်နော်စာချဘုန်းကြီးဆိုတာပါဠိမပါတရားမဟောတာဘူးဗုဒ္ဓလက်ထက်ကလေးပဲအနာရမင်းကျောင်းတိုင်ကကြီးနဲ့ရှင်သာရိပုတ္တရာတို့မြတ်စွာဘုရားတို့မာဂတိပါဠိဘာသာနဲ့ဘယ်လိုပြောကြဟောကြဆိုကြတယ်ဆိုတာကိုလေကြီးညိုစေရှင်လို့ဒီပါဠိတော်တွေကိုလည်းပဲတရားတရားတိုးပွားအောင်ရွတ်ဖတ်ပေးရတာနော်ရွတ်ဆိုပေးရတယ်နောက်ဆုံးတရားနာပရိသတ်အတွက်ဘာမှအကျိုးတရားမရသည့်ထောင်ဥစဉ်အတွက်ကတော့နောက်ဆုံးဘဝပြည့်စုံမှာဘဝမှာတာမန်ရိုးရိုးရဟန္တာတော့မဟုတ်ဥစဉ်ပရိသံဝိတာပတ္တရဟန္တာဖြစ်မှာပါကိုကိုသိပါတယ်။ဘာကြောင့်ဘုရားမြတ်စွာသာသနာ့ထဲမှာဗုဒ္ဓကိုယ်တိုင်ဟောကြားမှုထားတာတရားတော်ကိုဒီမာဂရီပါဠိဘာသာနဲ့မလွတ်တမ်းဟောကြားနေတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးဘဝမှာတာမန်ပါဝကမဖြစ်ပါဘူးပရိသံဝိတာပတ္တရဟန္တာဖြစ်ပါတယ်။ဒီတော့တရားနာပရိသတ်တို့ဘယ်လိုအကျိုးကိုညှို့ကိုပြီးနာသည်နားရဲဆိုတော့ဥစဉ်မသိဘူးဥစဉ်ကိုယ်တိုင်ကတော့နောက်ဆုံးဘဝမှာပရိသမီတာပတ္တယဟန္တာဖြစ်ရှင်လို့နော်ဗုဒ္ဓကိုယ်တိုင်တည်းစင်္ကဝါကာလပန်လို့ဟောကြားထားတဲ့တရားတွေကိုကိုယ်တိုင်လေးပဲတောင်းသင်တဲ့သူများကိုဟောတဲ့အခါမှာလေးပဲဗုဒ္ဓမြတ်စွာဘုရားလက်ထက်ခံလာတော့ကဒီဖယားရှင်နဲ့ဒီတာယကာတွေဒီသာဝကကြီးတွေကဒီလိုပါဠိဘာသာမာဂရီဘာသာတွေနဲ့ဟောကြပါလားဆိုတဲ့ကြည်ညိုတဲ့တရားစိတ်နဲ့ဥစဉ်စာဝါပို့ရှာတယ်တရားဟောတယ်နော်တရားဟောတဲ့စတာကတော့အင်မတန်မှဟောခဲ့ပါတယ်စာသင်သားတွေနဲ့နှစ်ပါးလုံးနေရတဲ့ဘုန်းကြီးပါနော်အခုလေကြုံတုံးခါမြတ်စွာဘုရားလက်ထက်ကာလတုန်းကရှင်သာရိပုတ္တရာနဲ့အနာရမင်းကျောင်းတိုင်ကကြီးကဒီပါဠိဒီဘာသာဒီအခရာဒီအသံတွေနဲ့ပြီးဟောကြားပြောကြပါလားဆိုတာကိုတရားတရားဖြင့်နားယူကြပါအတတ်နဲ့ဆုံးမြန်မာဘာသာနဲ့သဘောပေါက်ဥစဉ်ဟောသွားပါမယ်ယေနာဇာယသမသာရိပုတ္တတေနုပသင်္ကမဥပသင်္ကမိတ်တော်ဘဝအယသမတော်သာရိပုတ္တသပါရိတိရတာဝန္ဒဟိအမောင်ယောက်ျားမြတ်စွာဘုရားထံရှိခိုးပြီးတော့မင်းရှောက်ရှောက်ရင်လည်းမပြီးသေးဘူးငါအမတန်ကြီးညိုလှပါတယ်ဆိုတဲ့ရှင်သာရိပုတ္တရာတဏ္ဍသုံးတော်မူတဲ့နေရာဌာနသို့မင်းရောက်အောင်သွား
သွားပြီးတော့ရှင်သာရိပုတ္တရာထံရောက်တဲ့အခါကာလမှာလည်းရှင်ဘုရားသာရိပုတ္တရာရှင်ဘုရားတို့ရဲ့ကျောင်းသားကကြီးအနာတပင်ကျောင်းသားကကြီးကမကြမ်းမဖြစ်နေတဲ့ကာယကဒုက္ခကိုဆန်းဆန်းရဲရဲခံစားနေရတယ်စိတ်ကိုမွေနောက်၆ချမ်းစေတတ်သောအနာယောဂဝေဒနာဆွေးကနေပါတယ်ဗျာအဲ့ဒီမကြမ်းမဖြစ်နေတဲ့ကျောင်းသားကကြီးကအရှင်ဘုရားသာရိပုတ္တရာရဲ့ခြေတော်စွန်ကြပတုံကိုကြာကြာနာနာရှိခိုးလိုက်ပါတယ်ဗျာဒီလိုလည်းပဲငါရဲ့ကိုယ်စားမင်းလျှောက်ထားပေးပါအဲ့ဒီလောက်နဲ့မပြီးသေးဘူးသာဓုဗန္တိအာယသမသာရိပုတ္တရာယေနာအနာတပိဋိကတ္တဂါပရိသနိဝေဒနာတေနုပါသင်္ကမတုဥပသင်္ကမိတ်ဥပါဒယအရှင်ဘုရားသာရိပုတ္တရာတာဝန်မလေးဘူးဆိုရင်သာသနာ့ဘုရားအမတန်မှကျေးဇူးများလာပါတယ်ဆိုတဲ့ဇေတဝန်ကျောင်းသားကကြီးအင်းတို့အရှင်ဘုရားကရုဏာရှိရှုကြွတော်မူပါဘုရားလို့လည်းပဲငါရဲ့ကိုယ်စားမင်းလျှောက်တာပေးစမ်းပါကွယ်သူ့အိမ်မှာရှိနေတဲ့အဖိုးယောက်ျားတစ်ယောက်ကိုစေခိုင်းလိုက်တယ်ဒီလိုနဲ့အဲ့ဒီတကားဇေတဝန်ကျောင်းတို့ရောက်လာမြတ်စွာဘုရားထံလျှောက်ပြီးမှရှင်သာရိပုတ္တရာထံမှာလျှောက်တယ်နောက်ဆုံးရှင်ဘုရားသာရိပုတ္တရာဇေတဝန်ကျောင်းသားကကြီးရဲ့သာသနာတော်မှာကျေးဇူးမြင်ရတဲ့ကျေးဇူးတရားကိုထောက်ပြီးတော့အရှင်ဘုရားမှာဖြစ်အောင်ကြွားပေးပါဟိုတကားလည်းဒီတိုင်းလျှောက်တော့ရှင်သာရိပုတ္တရာလက်ခံတယ်လက်ခံတော့အနိနာမှာရှိနေတဲ့ရှင်အာနန္ဒာကိုပစ္စာသမဏအဖိုးယဟန်တို့တပတ်အနေနဲ့ခိုးပြီးတော့မထေမြတ်ကြီးနှစ်ပါးအနာတွင်ကျောင်းသားကကြီးအိမ်တော်ရောက်ရှိလာရပြီအနာတွင်ကျောင်းသားကကြီးရဲ့ကောင်းရဲမှာအနေတိုင်းနှစ်ပါးသုံးပါးစာလောက်ခင်းထားရှင်သာရိပုတ္တရာကလက်ရဖက်ကရှင်အာနန္ဒာကလက်ဝဲဖက်ကနေရာယူထားကြပြီမိမိတို့စိတ်အာရုံထိမှာမြင်အောင်ဖူးကြည့်ကြပါအိန္ဒိယဘုရားဘူးသွားတယ်ဆိုတာသူများတွေကဇေတဝန်လောက်ပဲသွားပြီးဖူးတယ်ဥစဉ်ကအနာတွင်ကျောင်းသားကကြီးဘယ်လောက်မှရှိလဲဒီနေရာမှာဘာသုတ်တန်ဟုတ်ခဲ့တဲ့စသည်ပြန်တာဝတိရောက်ပြီဆိုရင်ပါဠိတော်သုတ်တန်တွေဝင်နောက်ပြီးအာရင်ပြုတယ်နော်တာမန်ဝဇင်းရလေးဌာနပြီးအာရင်ပြုတယ်မအောင်မင်းနဲ့ဇေတဝန်ကျောင်းမှာသုတ်တန်ပေါင်း1000ကျော်မြတ်စွာဘုရားဟောတယ်နေ့ပေါင်း24နှစ်တာအဲ့ဒီ1000ကျော်တော့မှအကုန်မရတော့စာအုပ်ကြည့်ရွှေရှင်တဲ့စံတာတွေပြင်းပြတယ်ဒါပေမဲ့ဘယ်လိုမှအခွင့်မသာသေးလို့နော်အခုလည်းပဲအဲ့ဒီတရားတွေကိုအာရင်ပြုပြီးတော့အတတ်နဲ့ဆုံးစင်ကြိုးစားဟောပေးပါမယ်အခုရှင်သာရိပုတ္တရာသည်အဖို့ပစ္စာသမဏရှင်အာနန္ဒာမထေရမြတ်ကိုခေါ်ပြီးတော့အနာတမကျောင်းသားကကြီးအင်းတို့ရောက်ရှိလာရပြီရောက်ရှိတော့ရှင်သာရိပုတ္တရာကစကားစပြီးတော့အနာတမကျောင်းသားကကြီးကိုနှုတ်ဆက်တဲ့စကားတစ်ပိုက်စပါတယ်ကိစ္စိတေကပတိခမနိယံကိစ္စိယပနိယံကိစ္စိတေဒုက္ခဝေဒနာပတ္တိကမန္တိနောအဘိကမောကာပတိကျောင်းသားကကြီးတေတံဤတရိယံခန္ဓာကိုယ်သည်ခမနိယံခန့်ကြခိုင်မာပါရဲ့လားယာပနိယံမြတ်တာပါရဲ့လားယာပနိယံဣရိယာတပါဖြင့်ကျင်နာနှိမ့်ဆက်ခံရတဲ့ဝေဒနာကိုနောက်တဲ့ဣရိယာတပါအစားထိုးလိုက်ခြင်းဖြင့်သက်သာရာရနိုင်ပါရဲ့လားဒီသင်ဤတရိယခန္ဓာကိုယ်၌ဥပ္ပန္နာဖြစ်ပေါ်နေသောဝေဒနာတို့သည်ပတ္တိကမန္တိဆုပ်ယုပ်ဖို့ရက်ရောင်ထင်ပါရဲ့လားနောအဘိကမန္တိရှေ့သို့မတိုးတက်ဖို့ရက်ရောင်ထင်ရဲ့လားရှင်သာရိပုတ္တရာပု္ပ္ပာတတိတိုင်းကြီးမေးတဲ့ကျောင်းသားကကြီးတင့်ရဲ့ခန္ဓာကိုယ်မှာကြာရောက်နေတဲ့ယောဂဝေဒနာတွေဟာဆုပ်ယုပ်ဖို့အရက်ရောင်ရှိရလားတိုးတက်ဖို့အရက်ရောင်ရှိရလားအဲ့ဒီလိုမေးလို့အနာတွင်ကျောင်းသားကကြီးကပြန်လျှောက်တဲ့နမေဗန္တိသာရိပုတ္တခမနိယနာယပနိယဘာလာမေဒုက္ခဝေဒနာဘိကမန္တိနောပရိကမန္တိပရိကမောသနာပညာတိနောဘိကမောအရှင်ဘုရားသာရိပုတ္တရာတပည့်တို့ပွင့်ပွင့်လင်းလင်းလျှောက်ထားပြရစီရှင်ဘုရားမေးတဲ့မေးခွန်းတရားတပည့်တို့ခံစားနေရတဲ့ယောဂဝေဒနာတွေနဲ့ပြောင်းပြန်ကြီးဖြစ်နေပါတယ်ဗျာတပည့်တို့ရဲ့ခန္ဓာကိုယ်ဒီခန့်ကြခိုင်မာမှုတွေမရှိတော့ပါဗျာတပည့်တို့ခံစားနေရတဲ့ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ဣရိယာတပုတ်ဖြင့်ကျင်နာနှိမ့်ဆက်ခံနေရတာကိုနောက်ထပ်ဣရိယာတပုတ်အစားထိုးပြီးနေခြင်းဖြင့်လည်းပဲတပည့်တို့ရဲ့ခန္ဓာသက်သာခွင့်မရရှိနိုင်တော့ပါဗျာဆိုဗျာပါရိပုတ္တရာကိုတပည့်တို့ရဲ့ခန္ဓာကမှာကြာရောက်နေတဲ့ယောဂဝေဒနာသည်ဆောက်ရောက်စရာအကြောင်းမရှိတော့ဘူးတိုးတက်စရာအကြောင်းရှိပါတယ်ဒီယောဂနဲ့ပဲတပည့်တို့သိရပါတော့မှာဗျာဥပမာလေးချက်နဲ့တပည့်တော်လျှောက်ထားပါရစေဆိုပြီးတော့သူ့တန်တာမှာဖြစ်ပေါ်နေတဲ့ခံစားနေရတဲ့ယောဂဝေဒနာကိုအနာတမကျောင်းသားကကြီးကဥပမာလေးချက်နဲ့လျှောက်တယ်သေရာပိဗန္ဒေသာရိပုတ္တဘလဝပုရိသောတိန်နေနသိခရေနာမௌဒနိအတိမတ္တေနာမௌဒနိအတိမတ္တေယဧဝမေဝခောမေသာရိပုတ္တအတိမတ္တဝါဒမௌဒနိဥနန္တိရှင်ပြသာရိပုတ္တရာတပည့်တို့ရဲ့ဥကောင်းမှာဖောက်ပြန်နေတဲ့ဝါယောဓာတ်ဖောက်ပြန်နေပုံကိုတပည့်တို့ဥပမာထားလျှောက်ထားပါရစေအမတန်အားကောင်းမောင်းပန်လှပါတယ်ဆိုတဲ့အမျိုးကောင်းသောတရားဟာပန်စုကလေးကိုကိုင်းပြီးတော့ဥကောင်းထေမှာလာပြီးတော့ရိတ်နှက်လိုက်တယ်လို့ပဲဝါယောဓာတ်တွေဟာလည်းပဲဥကောင်းထေမှာဒီလိုဖြစ်ပေါ်နေပါတယ်ဗျာဥပမာတစ်ချက်နောက်တကသေနာပိဗန္ဒေသာရိပုတ္တဘလဝပုရိသောတန်လေနဝရဒခန္ဒေနဒါလင်နာဝရဒခန္ဒေနတိတေတိသဝေဒံတရေယဧဝမေဝခောမေသာရိပုတ္တအတိမတ္တတိတေတိသဝေဒနာရှင်ပြသာရိပုတ္တရာနောက်တာဥပမာတစ်ခုနဲ့ဆက်လည်လျောက်ထားရမယ်ဆိုရင်ဣ
မတန်အားကောင်းမောင်းတန်လာပါတယ်ဆိုတဲ့အမျိုးကောင်းသားတရားဟာကြိုးကြီးတစ်ချောင်းဖြင့်တပည့်တို့ရဲ့ဥကောင်းမှာလာပြီးတော့အထက်တရိုက်ပြီးပတ်ပြီးတကားလားဆွဲဆောင်လိုက်သလိုပဲဥကောင်းထဲမှာဝါယောဓာတ်တရားကောင်းကင်ဝေဒနာတရားဒီလိုခံစားနေရပါတယ်ဗျာတခြင်းလျှောက်တယ်နောက်တကဆက်ပြီးတော့လျှောက်တဲ့သေတာဘိပန္နိသာရိပုတ္တဂောဂတကောဝါဂောဂတကနေဝါဒီဝါဒိနေနာဂောဝိကန္တကေနာကုတ်စင်ပရိကန္တေယဧဝမေဝကောမေသာရိပုတ္တအတိမတ္တဝါဒကုတ်စင်ပရိကန္တန္တိအရှင်ဖျားသာရိပုတ္တရာတပည့်တော်တတ္တိယတပည့်တော်ရခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ယောဂဝေဒနာတွေတတ္တိယဥပမာတစ်ချက်လျှောက်ထားပါရစေနောတတ်မှုနဲ့ကြွန့်ကျန်လိမ့်မသောဆရာတူကပဲဖြစ်စေသူ့ရဲ့တပည့်တူကပဲဖြစ်စေအမတန်ထက်မြက်လှပါသောသာလိတာဖြင့်နွားတကောင်ရဲ့ဝမ်းပိတ်ကိုလှိဖြတ်နေသလိုပဲတပည့်တော်ရဲ့ဝမ်းပိတ်ထိမှလည်းပဲဝါယောဓာတ်တွေကဓာတ်နဲ့လာပြီးလှိဖြတ်နေသလိုတပည့်တော်ခံစားနေရပါတယ်ဗျာတစ်ချက်လျှောက်တယ်နောက်တကဆက်လျှောက်တဲ့သေတာဘိပန္နိသာရိပုတ္တတွေဘလဝန္တပုရိသဒုလတရံပုရိသနာနာဘာဟာတုကဟေတောအင်္ဂါရကာတုယပန္တာပေယံသံပရိတာပေယံအရှင်ဖျားသာရိပုတ္တရာနောက်ဆုံးဥပမာတစ်ခုတပည့်တော်လျှောက်ထားပါရစေအာကမောင်းတန်းလာပါတယ်ဆိုတဲ့အမျိုးကောင်းသားနှစ်ယောက်ကအာနွေတဲ့အမျိုးသားတစ်ယောက်ကိုဘေးဖက်လက်ကတစ်ယောက်ညာဖက်လက်ကတစ်ယောက်ရှုပ်ကိုင်းပြီးတကားလားအမတန်ပူလှပါတယ်ဆိုတဲ့မိဘုံကြီးထဲမှာရှေ့ဘက်ကကန်းလိုက်နောက်ဘက်ကကန်းလိုက်တောင်ဘက်ကကန်းလိုက်မြောက်ဘက်ကကန်းလိုက်မိဘုံထဲမှာကင်ထားသလိုပဲတပည့်တို့ရဲ့ခန္ဓာကိုယ်မှာတေဇောဓာတ်တွေကလည်းဖောက်ပြန်နေပါတယ်ဗျာနာမေပန္နိသာရိပုတ္တခမနိယနာယာပနိယဒါကြောင့်အရှင်ဘုရားသာရိပုတ္တရာတပည့်တို့ရဲ့ခန္ဓာကိုယ်ကခန့်ကြံခိုင်းမှမှုမရှိတော့ဘူးဒီယောဂနဲ့ပဲတပည့်တို့သိရပါတော့မယ်အနာရမီကျောင်းသားကြီးကပညာဧရတဲ့ရှင်သာရိပုတ္တရာကိုလျှောက်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာငါရဲ့ဇေတဝန်ငါတို့ရဲ့ဇေတဝန်ကျောင်းသားကြီးခံစားနေရတဲ့ယောဂဝေဒနာကသူ့ရဲ့အသက်ကိုဧကမုတ်ချရွှေမဲ့မရဏတိကယောဂဖြစ်တယ်ဒီအချိန်မှာတခြားသမင်းစကားစိုးစကားတွေကိုပြောလို့မသိတော့ဘူးသေရညောင်ဆုံးပက်လက်လင်းလျောင်းနေရသောတက္ကရာမတွေအဖို့အရေးအကြီးဆုံးဖြစ်သောနောက်ဆုံးဩဝါဒဒါအရေးကြီးတယ်တခြားသောစကားကိုပြောနေလို့ဒီအချိန်မှာဘာမှကျေးဇူးမများတော့ဘူးလူတိုင်းကဒီနေ့ဧကမုတ်ချသေရမယ်သေရညောင်ဆုံးပက်လက်လင်းလျောင်းပြီးနေကြရမယ်သေရညောင်ဆုံးပက်လက်လင်းလျောင်းနေရတဲ့အချိန်မှာနောက်ဆုံးဘေးအာယုံဘေးတရားဖြင့်ဘဝကိုကူးရမှာလဲဆိုတာကိုရှင်သာရိပုတ္တရာရှင်ဉာဏ်နဲ့ဖြင့်ကြည့်ပြီးတော့အဲ့ဒီအချိန်မှာနောက်ဆုံးအနာတော်ကျောင်းတိုင်ကကြီးအတွက်သေရညောင်ဆုံးပက်လက်လင်းလျောင်းနေရသောပုဂ္ဂိုလ်တဥတရားဖို့နောက်ဆုံးနှလုံးသွင်းရမည်တရား10မျိုးရှင်သာရိပုတ္တရာဟောပါတယ်တဏှာကြီးဆိုတော့10မျိုးတဲ့ဥစ္စာတစ်မျိုးပဲဟောမယ်ရှင်မရအောင်နော်အမိလောက်တက်ဒီတော့ရှင်သာရိပုတ္တရာဘယ်လိုစားလိုက်လဲတတ္တမတိဟာတေဂဟပတိဧဝံသိက္ခိတပ္ပံဂပတိကြောင့်တိုင်ကကြီးတတ္တမတို့သောတန်ရခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေဟာသုတ်ယုတ်စရာအကြောင်းမရှိတိုးတက်ဖို့အကြောင်းသာလျင်ရှိလေရကတွန်းတဲ့သည်ဧဝံဤသို့စိတ်ကိုစောက်တည်ပြီးတကားလားသိက္ခိတပ္ပံဝိပဿနာတရားပွားများကြိုးကိုအရုပ်ပါလေကြောင့်တိုင်ကကြီးဒီလောက်ယောဂဝေဒနာပြင်းထန်နေမှာတော့တခြားဘာမှသင်အာရုံမပြုမှာနဲ့ငါအခုဟောကြားအလတိုင်းဖြစ်တာတရားတော်မှာစိတ်အာရုံဆွဲမှတ်ပြီးတကားလားနှလုံးသွင်းလိုက်ပါတော့ရှင်သာရိပုတ္တရာပထမပြေလို့ဩဝါဒပေးလေနသေကုံဥပါဒေသာမိနသမေစက္ခုနေတိတံဝိညာဏဘဝိတ္တိတိဧဝံဟိတေကပတိသိက္ခိတပ္ပံတရားဘာနုကျင့်သူဘဝမြတ်အထောက်နေတဲ့ဒီတရားဓမ္မတွေတွေ့ကတော့ဒီတရားတော့မရင်လောက်ဘူးလို့ထင်ပါတယ်အမှန်ကတော့သုတ်တန်ထဲမှာအဘိဓမ္မာတရားတွေဟာအမတန်ကြီးငွေစရာကောင်းပါတယ်ဒါပေမဲ့အခုလိုစခန်းဝဲပြီးတော့နေကြတဲ့ဒီတရားဓမ္မတွေအတွက်ကတော့ဒီတရားကအရင်ကြီးမဟုတ်ဘူးလို့သတ်မှတ်ပြီးတော့ဒီသုတ်တန်ကြီးကိုဆွဲပြီးဟောကြည့်တာနော်ညင်းငွေရင်လည်းငါတို့ပါရမီတွေလိုသေးတယ်လို့ဒီလိုပဲမှတ်ထားလိုက်တော့နော်နာကြည့်ပါနော်အခုနာရမီကျောင်းတိုင်းကရှင်သာရိပုတ္တရာကမိကြတာကနသေကုံဥပါဒေသာမိနသမေစက္ကုနေတိနာဝိညာဏဘဝိတ္တိတိဧဝံဟိတေကပတိသိက္ခိတပ္ပံကျောင်းတိုင်းကကြီးတဲ့ရဲ့ဘာနာမှာကြောက်ရောက်နေတဲ့ယောဂဝေဒနာတွေကဆောက်ရုပ်စရာအကြောင်းမရှိတိုးတက်ဖို့သာအကြောင်းရှိနေလို့ရှိရင်တခြားအာယုံမပြုတ်နဲ့တော့ငါအခုဟောကြားအလတန်ဖြစ်တာတရားစကားကိုသာနှလုံးသွင်းပေးပါဆိုရှင်သာရိပုတ္တရာကနသေကုံဥပါဒေသာမိငါသည်မျက်စိလို့ဆိုတဲ့စက္ကုပသရယုတ်ကြည်တတ်ပေါ်မှာတဏှာနဲ့လည်းပဲမဆွေးမလမ်းမိအောင်ဒိဋ္ဌိနဲ့လည်းပဲမဆွေးလမ်းမိအောင်မာနနဲ့မှီတဲ့စိတ်တွေလည်းမဖြစ်မိအောင်တဏှာမာနဒိဋ္ဌိနဲ့မှီတဲ့အကုသိုလ်စိတ်တွေဖြစ်ခွင့်မရအောင်အဲ့ဒီလိုစိတ်ကိုစောင့်တည်ပြီးသက္ကာလဝိပဿနာတရားပွားများကြိုးကိုအထုတ်ပါလေပထမဆုံးဩဝါဒလူတိုင်းမှာမျက်စိရဲ့နားရဲ့နှာရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့
ဒါကိုဒွါရ6ပါးလို့လေခေါ်တယ်အတွင်းအာယရဏအဇတိကာနာ6ပါးလို့လေခေါ်ပါတယ်နော်ပတာရယုံ5ပါးထဲမှာနောက်ကမနောဝိညာဉ်ကိုထည့်လိုက်ရင်ဒါအဇတိကာနာ6ပါးဖြစ်ပါတယ်မြန်မာလိုမျက်စိနာနာလျှာကိုယ်စိတ်ပါဠိတော်စက္ကုသောတာကာနာဇင်ဝကာယမနနော်အဘိဓမ္မာလေးလာဟုတဲ့ပုဂ္ဂိုလ်တွေအာယုံပြုပါရှင်သာရိပုတ္တရာကနတ်ဆင်ကိုဥပါရိသာမိမျက်စိလို့ဆိုတဲ့စက္ကုပတာရယောကြည်တဲ့ပုံမှာငါပဲငါဥစားပဲငါရအိုက်တာလိုက်ပြဝိညာဉ်ကုန်ပဲရဲ့လို့တဏှာနဲ့မိတဲ့စိတ်ဒိဋ္ဌိနဲ့မိတဲ့စိတ်မာနနဲ့မိတဲ့စိတ်တွေဖြစ်ခွင့်မရအောင်အဲ့ဒီလိုစိတ်ကိုစောက်တဲ့ပိုင်းဖြတ်ပြီးသက္ကာလဝိပဿနာဘာဝနာတရားပွားများကြိုးကိုအရုပ်ပါလေပထမရှင်သာရိပုတ္တရာဩဝါဒပေးအနာရမင်းကျောင်းသားကြီးကတရားမဝေးဘူးဘာကြောင့်လဲအခု89နှစ်အရွယ်မှာနောက်ဆုံးသေခါနေရှင်ဒီတရားနာတာမဟုတ်ဘူးအနာရမင်းကျောင်းသားကြီးသောတာပန်ဖြစ်တာကမြတ်စွာဘုရားရာဇဂိုဝေလူဝံကျောင်းမှာတရင်သုံးတော်မူတဲ့အရှင်ဒုတိယတတိယဝါတရင်သုံးခဲ့တယ်အဲ့ဒီအရှင်ကာလတုန်းကရာဇဂိုမှာအနာရမင်းကျောင်းသားကြီးတရားနာတုန်းကပဲသူဘာဖြစ်ခဲ့တော့သောတာပန်ဖြစ်ခဲ့တာအခုမြတ်စွာဘုရားကလည်း89နှစ်သူကလည်း89နှစ်လောက်ရောက်တဲ့အရှင်ဆိုတော့စုစုပေါင်းအနာရမင်းကျောင်းသားကြီးသောတာပန်ဖြစ်နေတာစုစုပေါင်းနှစ်ပေါင်း40ကျော်နေပြီသောတာပန်ဘဝနဲ့အနှစ်40ကျော်နေပြီတရားအရင်အမှကြီးဒီတော့ရှင်သာရိပုတ္တရာဒီလောက်ဟောလိုက်ရုံနဲ့ဘယ်လိုအားထုတ်ရမလဲဆိုတာကိုအနာရမင်းကျောင်းသားကြီးကောင်းသိသွားဒီတော့ဘယ်လိုအနာရမင်းကျောင်းသားကြီးနှလုံးသွင်းလဲစက္ကုအနေသံဒုက္ခနတ္တနေတမမနေသောမတ္တမိနမေသောအတ္တာစက္ကုမျက်စိလို့ဆိုတဲ့စက္ကုပသဒယုတ်ကြည်တတ်ဟာလေအနေသံဖြစ်ပြန်ပြက်ပြန်ဤနတန်းကြောင့်မမြဲဧကံစံစိတ်မှဤဒုက္ခဆင်းရဲဧကံဒုက္ခလည်းမှဤအနတ္တဆိုမယအနတ္တဧကံစံစိတ်မှဤအနတ္တငါအလုံးမလိုက်ငါကြိတ်မပါဆိုမယအနတ္တဧကံစံစိတ်မှဤဧတံမျက်စိလို့ဆိုတဲ့စက္ကုပသဒယုတ်ကြည်တတ်သည်နေတမမငါဥစ္စာမဟုတ်ပါတကားနေသောမတ္တမိငါမဟုတ်ပါတကားနမေသောအတ္တငါရဲ့အတ္တလည်းပြဝိညာဉ်ကောင်မဟုတ်ပါတကားအနာရမင်းကျောင်းသားကြီးအဲ့လိုရှုမှတ်တယ်ရှင်သာရိပုတ္တရာကရှေ့ကတရားသဘောပြောလိုက်အနာရမင်းကျောင်းသားကြီးကနောက်ကဝိပဿနာဉာဏ်နဲ့တခါလိုက်ပြီးတော့ရှုမှတ်တယ်ဒီတော့မျက်စိလို့ဆိုတဲ့စက္ကုပသဒယုတ်ကြည်တတ်ဆိုတာအဘိဓမ္မာကိုကြံ့ကြံ့နာမလေ့လာတဲ့ပုဂ္ဂိုလ်အတွက်သူငါမြင်ရတဲ့ဒီမျက်အလုံးကြီးတစ်ခုလုံးကိုမျက်စိလို့ဒီလိုပဲစက္ကုပသဒလို့ထင်ကြတယ်မဟုတ်ပါဘူးအဲ့ဒီမျက်လုံးကြီးထဲမှာအလေကရှိနေတဲ့မျက်လွှာခုနှစ်ဓာတ်ကိုဖောက်ပြီးတင်နေတဲ့ပန်းဥကောင်းခံပမာဏရှိနေတဲ့အကြည်ဓာတ်ရုပ်ကလေးရှိတယ်အဲ့ဒါကိုအတိကဒီပါဠိတော်မှာဆိုလိုတာပါအဘိဓမ္မာလေ့လာမှုတဲ့ပုဂ္ဂိုလ်တွေနော်ဆရာကြီးဦးမင်းတမွန်တို့လည်းဒီမှာလာပြီးတော့ပို့ရှာမှုပါတယ်လေ့လာကြည့်အဲ့ဒီပသရယငါးပါးစက္ခုပသရဆိုတဲ့ရုပ်ကြည်ဓာတ်ဆိုတာမျက်လုံးပတ္တမာရစက္ခုကြီးဒီအသာတုအသဆိုင်တစ်ခုလုံးကိုဆိုလိုတာမဟုတ်ဘူးဒီအသာတုအသဆိုင်ဆိုမြင်တတ်တဲ့တတ်တယ်မရှိဘူးအဲ့ဒီမျက်လုံးထဲမှာရှိနေတဲ့မျက်လွှာခုနှစ်ဓာတ်ကိုဖောက်ပြီးတင်းနေတဲ့စက္ခုပသရရုပ်ကြည်ဓာတ်ဆိုတာရှိပန်းဥကောင်းလောက်ရှိတယ်အဲ့ဒီအကြည်ဓာတ်ကိုအာယုံပြုပြီးတော့ရှုမှတ်ရမှာဖြစ်ပါတယ်ဒါကြောင့်အနာရမင်းကျောင်းသားကြီးကငါရဲ့မျက်စိလို့ဆိုတဲ့စက္ကုပသရရုပ်ကြည်တတ်သည်ဖြစ်ပြန်ပြက်ပြန်ဤနတန်းကြောင့်မမြဲဧကံစံစိတ်မှန်းနဲ့ဆံရဧကံစံစိတ်မှန်းနဲ့ငါရဲ့မျက်စိလို့ဆိုတဲ့စက္ကုပသရရုပ်ကြည်တတ်ဟာလည်းပဲငါအလိုမလိုက်ငါအကျင့်မပါအစိုးမရအနတ္တဧကံဖြစ်တယ်ဤမျက်စိလို့ဆိုတဲ့စက္ကုပသရရုပ်ကြည်တတ်သည်ငါဥစားမဟုတ်ပါတော့ငါမဟုတ်ပါတော့ငါရဲ့အတ္တလက်ပြဝိညာဉ်ကောင်မဟုတ်ပါတကားအနာရမင်းကျောင်းသားကရှုမှတ်တယ်မျက်စိနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကဆက်ပြီးပြောတယ်နသောတံဥပါဒေသာမိနဂာနာဥပါဒေသာမိနဇင်ဝဥပါဒေသာမိနကာယံဥပါဒေသာမိနမနဥပါဒေသာမိအဘိဓမ္မာတို့နည်းနည်းလေးလာပြီးဖြစ်လောက်ပြီထင်ပါရဲ့နော်သဘောပေါက်တော့ပါတယ်ကျောင်းသားကြီးမျက်စိလို့ဆိုတဲ့စက္ကုပသရရုပ်ကြည်တတ်ပုံမှာနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာထင်လောင်ရှိမှပွားမြတ်အထုတ်ပြီးတော့ငါဥစ္စာမဟုတ်ငါမဟုတ်ငါရဲ့အတ္တလိုက်ပြဝိညာဉ်ကောင်မဟုတ်ဘူးရဲ့လို့တဏှာနဲ့မိတဲ့စိတ်တွေဒိဋ္ဌိနဲ့မိတဲ့စိတ်တွေတဏှာမာနဒိဋ္ဌိနဲ့မိတဲ့လောဘမှုစိတ်တွေဖြစ်ခွင့်မရအောင်ရှုမှတ်ပွားများအားထုတ်ရုံနဲ့မပြီးသေးဘူးနာလို့ဆိုတဲ့သောတာပတ္တရယုတ်ကြည်တတ်နာခံလို့ဆိုတဲ့ကာဏပတ္တရယုတ်ကြည်တတ်လျှာလို့ဆိုတဲ့ဇင်ဝပတ္တရယုတ်ကြည်တတ်ကိုလို့ဆိုတဲ့ကာယပတ္တရယုတ်ကြည်တတ်စိတ်လို့ဆိုတဲ့မနောဝိညာဉ်အဲ့ဒီမျက်စိရောနားရောနှားရောလျှာရောကိုယ်ရောစိတ်ရောအတွင်း6ပါးအာယရဏအစ္ဆတိကာယရဏတနည်းအားဖြင့်ဒွါရ6ပါးအာယရဏတရားပေါ်မှာရှုခံထားပြီးသက္ကလငါဥစားပဲငါပဲငါရဲ့အတ္တလည်းပြဝိညာဉ်ကောင်မဟုတ်ပဲရဲ့လို့အဲ့ဒီလိုတဏှာမာနဒိဋ္ဌိနဲ့မှီတဲ့အကုသိုလ်စိတ်တွေဖြစ်ခွင့်မရအောင်အနိစ္စလက္ခဏာထင်လောင်ဒုက္ခလက္ခဏာထင်လောင်အနတ္တလက္ခဏာထင်လောင်ရှုမှတ်ပွားများအားထုတ်လိုက်ပါကျောင်းသားကြီးပထမရှိစွာဒွါရ6ပါးနဲ့ပတ်သက်ပြီးတော့မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့ဒွါရ6ပါးကိုအရှုခံထားပြီးတကားလားထိုအစ္ဆတိကနာ6ပါးပေါ်မှာအနိစ္စလက္ခဏာထင်လောင်ဒုက္ခလက္ခဏာထင်လောင်အနတ္တလက္ခဏာထင်လောင်ရှုမှတ်ဖို့အတွက်ရှင်သာရိပုတ္တရာရှိဥစွာဩဝါဒပေးတယ်ဒီတော့ဥစ္စာတို့တရားနာပရိသတ်လေးပဲ
အဲ့ဒီအနာရမကျောင်းတိုက်ကကြီးသေခါနိရှင်ကလာရှုသွားတယ်မျက်စိနာနာလျာကိုစိုက်လို့ဆိုတဲ့အတွင်းအာရဏ6ပါးပေါ်မှာတဏှာနဲ့မိတဲ့စိုက်ဒိဋ္ဌိနဲ့မိတဲ့စိတ်မာနနဲ့မိတဲ့စိတ်တွေဖြစ်ခွင့်မရအောင်လက္ခဏာ3ချက်တင်ပြီးတော့ရှုမှတ်ခဲ့တယ်ဆိုတဲ့တရားတွေနားလေးရတယ်မိမိတို့လည်းပဲအဲ့ဒီလိုပဲရှုမှတ်ရမှာပါပဲဒါတွေကိုဥစ္စာတော်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းသူတို့ကောင်းတို့အလွေတကူနဲ့မိမိတို့ရဲ့နှုတ်ဖြတ်မှလည်းဝစီယံကုသိုလ်များအောင်ကြံ့မှတ်ဖို့နှလုံးသွင်းတဲ့အခါမှာလည်းလေးလေးနက်နက်နှလုံးသွင်းနိုင်ဖို့အတွက်မင်းကွန်တီးပြရတော့ဆရာတော်ဘုရားကြီးကမဟာဗုဒ္ဓံစာအုပ်ထဲမှာဒီအကြောင်းအရာတွေကို